2026 ခုနှစ်ကမ္ဘာဖလားပူးတွဲအင်ရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ကနေဒါနိုင်ငံရဲ့2026 ခုနှစ်ကမ္ဘာဖလားဖွင့်ပွဲအခမ်းအနားနဲ့အဆိုတော်များ၏တော်ပြေတီဆိုနေမှုများကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ကနေဒါနိုင်ငံဟာကမ္ဘာဖလားပြိုင်ပွဲကြီးကို2026 ခုနှစ်မှာပထမဆုံးအကြိမ်လက်ခံကျင်းပမှုတဲ့နိုင်ငံသစ်တစ်နိုင်ငံလည်းဖြစ်ပါတယ်။ကနေဒါနိုင်ငံရဲ့အမျိုးသားလက်ရွေးစင်ဘောလုံးအသင်းဟာ1986 ခုနှစ်မက္ကဆီကိုနိုင်ငံမှာကျင်းပတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးမှာပထမဆုံးအကြိမ်ခြေစပွဲအောင်မြင်ပြီးဝင်ရောက်ရှင်ပြိုင်ဝင်ရခဲ့တယ်လို့2002 ခုနှစ်ကာတာနိုင်ငံမှာကျင်းပတဲ့ကမ္ဘာဖလားပြိုင်ပွဲကြီးမှာဒုတိယအကြိမ်မြောက်ခြေစပွဲအောင်မြင်ပြီးပါဝင်ရှင်ပြိုင်ဝင်ရရှိခဲ့တဲ့အသင်းဖြစ်တယ်လို့ယခုနှစ်2026 ခုနှစ်ကမ္ဘာဖလားပြိုင်ပွဲကြီးကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့်အတွက်အလိုအရောက်ခြေစပွဲအောင်မြင်ပြီးတတိယအကြိမ်မြောက်ကမ္ဘာဖလားပြိုင်ပွဲကြီးကိုပါဝင်ရှင်ပြိုင်ပွဲရရှိခဲ့ခြင်းဖြစ်ပါတယ်။ပါဝင်ရှင်ပြိုင်ခဲ့သည့်ကမ္ဘာဖလား2ကြိမ်စလုံးတွင်အုပ်စုတွင်3ပွဲစလုံးရှုံးနေပြီးအုပ်စုမှထည့်ပြန်ခဲ့ရသည့်အသင်းဖြစ်ခဲ့သလိုယခုအကြိမ်တွင်တော့ကမ္ဘာဖလားအင်ရှင်ဖြစ်သည့်အတွက်ကိုမြေကိုပိတ်တဲ့ရှေ့မှာအင်အားတစ်ခုအနေဖြင့်ကမ္ဘာဖလားသမိုင်းမှာမထင်မှတ်တဲ့ရလဒ်တွေကိုလုံးပြနိုင်မလားဆိုတာကိုတော့ကျွန်တော်တို့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ကမ္ဘာဖလားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားပြီးတွင်အင်ရှင်ကနေဒါနိုင်ငံအသင်းနဲ့ဘော့စနီးယားအန်ဟာစီကိုဗီနာနိုင်ငံအသင်းတို့ရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်။2026 ခုနှစ်ကမ္ဘာဖလားကိုအင်ရှင်အဖြစ်လက်ခံကျင်းပမည်ကနေဒါနိုင်ငံရှိတိုရွန်တိုမြို့နယ်ဗန်ကူးဗားမြို့တို့တွင်ရှုံးထွက်အဆင့်2ပွဲအပါအဝင်ပွဲစဉ်စုစုပေါင်း73ပွဲကိုလက်ခံကျင်းပပြုလုပ်မယ်လို့သိရှိရပါတယ်။ Tension is real, both teams are hungry, both teams wanna feel the weight of the trophy, the kiss of the cup. One nation will fall and one nation stands up, but when the final whistle cuts through the night, both flags stand together, we honor the fight. Bosnia, Canada, you made history here, the world will remember this day every year. June the 12th, forever in our hearts. Where every journey truly starts. This is the moment, burned into time, two nations. One beautiful game, one night. Canada, Bosnia, fire in the sky. We play for glory, we